တကယ်ချစ်ချင်းနဲ့မုန်းချင်းနဲ့ကတိတ်မဝေးဘူးလို့ဦးဇင်းထင်တယ်နောက်ဟိုဘက်လှည့်လိုက်တာနဲ့မုန်းချင်းဖြစ်သွားတာဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်အတိတ်အဝေးကြီးလို့မထင်နဲ့နော်အခုစိတ်တိုင်းကြနေတဲ့အချိန်မှာချစ်တာပဲမကြတော့ဘူးဟေ့ဆိုတာနဲ့အုံးသွားတာဒါကြောင့်ချစ်ချင်းမှလည်းပဲဘာမှအနှစ်သာရမရှိတယ်လို့ဘာမှအခိုင်အမာကောင်းလိုက်တာလို့ထင်စရာမရှိတယ်လို့မုန်းချင်းကိုလည်းသိပြီးတော့နော်မလိုချင်ဘူးဆိုတာမျိုးမဖြစ်သင့်တကယ်တမ်းကကိုယ့်ပေါ်မှာသူတို့ချစ်ကြတယ်မုန်းကြတယ်ဆိုတော့သူတို့ရဲ့စိတ်ခံစားချက်ပဲလေသူတို့စိတ်တိုင်းကြရင်ချစ်တာပဲသူတို့စိတ်တိုင်းမကြရင်မုန်းတာကိုင်ကိုယ်ကသူများကိုချစ်တယ်မုန်းတယ်ဆိုတာဘာတော့ကိုယ်စိတ်တိုင်းကြရင်ချစ်တာပဲကိုယ်စိတ်တိုင်းမကြရင်မုန်းတာပဲပြောချင်တာကတကယ်ချစ်စရာကောင်းလို့ချစ်တယ်ဆိုတာထက်ချစ်ချင်လို့ချစ်တာတကယ်မုန်းစရာကောင်းလို့မုန်းတယ်ဆိုတာတဲ့မုန်းချင်လို့မုန်းတာဆိုတော့စိတ်တိုင်းမကြလို့ပေါ့စိတ်တိုင်းကြစရာအလွန်ကောင်းမှလဲခင်တယ်စိတ်တိုင်းမကြရင်လည်းမုန်းကြတာပဲစိတ်တိုင်းမကြစရာအလွန်ကောင်းမှလဲခင်တယ်စိတ်တိုင်းကြနေလေချစ်နေကြတာဂိုင်ဘယ်နဲ့လုံးဒီလောက်ကပေါက်ချဆန်းတဲ့ချစ်ချင်းမုန်းချင်းကိုဘယ်နဲ့ကြောင့်လူတွေကအကြီးအကျယ်နော်အခိုင်အမာလုပ်ပြီးတော့နော်နေကြတယ်လေဆိုတာစဉ်းစားတယ်မကောင်းဘူးလားချစ်စရာကောင်းလို့ချစ်နေတာလည်းရှိပါလေမုန်းစရာကောင်းလို့မုန်းနေတာလည်းရှိတယ်တချို့ချစ်စရာကောင်းတဲ့မုန်းနေတာရှိတယ်မုန်းစရာကောင်းရဲ့နဲ့ချစ်နေတာလည်းရှိတယ်တစုပေါ်မှာမူတည်တော့ဆိုတော့ဒီကတော့ကိုယ်ပေါ်မှာမူတည်နေတာချစ်ချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲကလည်းကြီးမားတယ်မုန်းချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲကလည်းကြီးမားတယ်ဆိုတာဒါကိုအဓိကနားလည်မှုရှိဖို့ဒါပဲချစ်ချင်းကြောင့်လည်းမတတ်တာမုန်းချင်းကြောင့်လည်းမတတ်တာအချစ်နဲ့အမုန်းတွေတတ်တော်ဟာကိုတစ်မျိုးစီနှိမ့်ဆက်နိုင်တယ်ဆိုတာကိုသဘောပေါက်ကြအောင်ဟုတ်လားချစ်ရင်လည်းချစ်လို့မို့ဒုက္ခရောက်ရတယ်မုန်းရင်လည်းမုန်းလို့မို့ဒုက္ခရောက်ရတယ်ဒါကြောင့်ပေးတဲ့ပေါင်းတော်တို့ကိုယ့်ဘောကောင်းတာတွေပဲလုပ်လို့မကောင်းတာတွေပဲလုပ်လို့တူညီစွာထားတဲ့စိတ်ကိုမွေးနိုင်မယ်ဆိုရင်ဟိုဟာအရန်အကြီးအသွေးမြင်မာတဲ့လူတစ်ယောက်အနေထားကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်